နီးမှန်လမ်းမှန်ကတော့လူထုအနေနဲ့စနစ်တကျတုံ့ပြန်တတ်အောင်ဥဆောင်ပေးဖို့လေ့ကျင့်ပေးဖို့ပါပဲလူထုကိုသူတို့ဖြစ်ချင်တာဖြစ်အောင်ဝိုင်းကူလှုပ်ပေးဖို့ပါပဲလူထုအနေနဲ့တိတ်ဒုက္ခရောက်နေပါပြီတိတ်ကြက်တဲလာပါပြီလူထုကိုတိတ်ဒုက္ခရောက်အောင်လုပ်ရင်စစ်ကောင်စီလည်းဒုက္ခရောက်မှာပါအဲ့ဒါလို့မဖြစ်အောင်စစ်ကောင်စီကရှောင်ရှားနိုင်မှသာအာဏာသက်ဆိုးရှည်အောင်သူတို့ထိန်းနိုင်မှာပါဒါပေမဲ့လူထုကျင်အောင်စစ်မှုထမ်းအတင်းလိုက်မဆွဲဘူးဆိုလို့ရှိရင်လည်းစစ်ကောင်စီကစစ်ရှုံးတော့မှာပါအတင်းလိုက်ဆွဲပြန်တော့လဲလက်နက်ကိုင်တော်လှန်ရေးရဲ့အစစ်အသစ်တွေကပေါ်ပေါက်လာပါတော့မယ်ရှေ့တိုးတော့တပိုးနောက်ဆုတ်တော့လှဲထုတ်ခံနေလို့တိုးရခက်ဆွရခက်ဖြစ်နေတဲ့ဝင်တင်နွားလာကြီးလိုဖြစ်နေပါပြီစစ်ကောင်စီကဒီပွဲဟာအနီးနဲ့အစိရက်ပွဲလို့တုတ်တက်နဲ့နိုင်ငံတကာကယုံတော့အောင်မဘတာတွေယုံတော့အောင်အမျိုးမျိုးလိန်ညာနေရပေမဲ့လူထုနဲ့သူတို့ရင်ဆိုင်တွေ့နေရတဲ့ပွဲဆိုတာကိုစစ်ကောင်စီကသဘောအပေါက်ဆုံးပါမရှင်းလင်းမကွဲပြားကြပဲနဲ့ဟိုရအောင်ဒီအောင်ထင်နေကြတာကနိုင်ငံရေးသမားတွေနဲ့နိုင်ငံတကာပညာရှင်ဆိုတဲ့သူတချို့ပါစစ်အုပ်စုအဲ့ဒါလောက်အခြေအနေကြက်တဲနေတော့ရှုံးတော့မှာလားလို့တချို့ကမေးကြပါတယ်ဒီနှစ်2025ခုနှစ်ဟာပရိပခအပြင်းထန်ဆုံးနှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်ပြီးခဲ့တဲ့4နှစ်ထက်ပိုပြီးတော့ပြင်းထန်တဲ့နှစ်ဖြစ်လာမှာတေချာတော့ပါပဲအနိုင်အရှုံးဟာတေချာဘောက်ပြောလို့မရသေးပါဘူးတာရုံမှာခွန်အားတာလက်မှာအဆုံးဖြတ်တာဝေးမှာစိတ်တက်ဆိုသလိုပါပဲစိတ်တက်ကနောက်ဆုံးအဆုံးဖြတ်ကိုပေးပါလိမ့်မယ်တော်လိုင်းရေးသမားလူငယ်တယောက်ကိုတော်လိုင်းရေးနိုင်မှာလားလို့မေးတော့သူဖြေတဲ့အဖြေကသိတ်ကောင်းပါလေနိုင်မှာလားရှုံးမှာလားမေးမနေနဲ့မနိုင်မချင်းတိုက်မှာပဲတဲ့မနိုင်မချင်းတိုက်မယ်ဆိုရင်နိုင်မယ်လမ်းဟာပြေးမလွတ်ပါဘူး